တွေ့တော့ခေါ်တယ်မြင်30ခေါ်တယ်လွယ်30ခေါ်တယ်တရားဆရဝါတော်နာမည်များနဲ့တော့ကျောက်စင်လေးတွေဒီကိုအပိုင်ဆိုးတဲ့ကိုသိရှင်မောင်းတော်နံပါတ်3ပါစောင်းတော်တကယ်စင်များဘုဒ္ဓရှင်ပျော်ကြိုက်အောင်ရွှေစင်မောင်းရဲ့ဇတ်တော်ဆိုတာဒီလိုစဟုတ်မင်္ဂလာရှိတဲ့ပန်းတဲ့မောင်လို့ဟေး2019ခုနှစ်ပြိုင်ပွဲစပါတော့မယ်
80လောက်ပြီးတော့ ပြန်မဲ့ပုံစံတစ်ခုတော့နားပြီးနား ပေါ့ပေါ့ပေါ့ထဲလောက်အထင်းနဲ့စီးအောင်လို့ တို့ဘောသားများမိသားစုဝင်များအားလုံးကျွန်တော်ပြောပါမယ်စတဲ့ထွက်ပေါ်တဲ့အချိန်ကစပြီးတော့ပြန်မဲ့ဝင်နေတဲ့အချိန်မှာလေကျွန်တော်တို့ဒီဝဲတင်ထားတဲ့ဘောတော်ရင်မှာပလေယာနဲ့တော့ဆက်ဆရာများမှာလွဲရင်ဒီတော့မှတက်ခွင့်မရှိကြောင်း ပေါ်ဝါစီရ တည်ပြရပါတယ်ဘယ်တော့မှမျိုးမလို့ဘယ်တော့မှသားမလို့ဟောအဲ့ဒါလေးခုကလေးကဒီစကားလေးတင်ပြထားတာပါကျွန်တော်တို့တိုင်ဝဲလုပ်တဲ့နေရာမှာအနောက်ရှယ်လေးရှိပါတယ်အမှတ်ကလည်း